ဒီနေ့ကစားနေစိတ်နဲ့ပဲတက်ရှိမှာငါကိုတော့မှမတော့နိုင်အောင်နဲ့ထပ်ပြူစားကျုပ်ကဘောပင်ဒါဆိုများကစက်ကူစားကတနာတွေချွတ်ပြလိုက်ချီဖမဟုတ်ဘူးမြတ်သူပါကန်တရားကိုကတော့မှညှိပြီးလက်ထိုးစရာမရှိကျုပ်ကခမားချတော့တော်တယ်ဖဏမျိုးပါမိမနဲ့ကိုနိုင်အဲ့ရထားတာနဲ့အမျက်လုံးကချီပေါ်နေတဲ့ပုံကငါရထခေါ်မှချီယူနေပြီးပေါ်ကရင်ရင်လေးနဲ့နေပြပေးတဲ့မနဲ့စားပြီးတော့ Facebook ပေါ်တော့ပြင်သေးတယ်ကတလေချက်တူရွေးလို့ငါကလည်းဖြစ်ချင်တာမနဲ့ကိုချစ်တဲ့ပြောပြီးတော့မ relation ရှေ့တော့ဘလို့အကြောင်းပြချက်နဲ့မအဲ့လည်းမနာနဲ့ဖုန်းနဲ့မဆက်နဲ့မအားလို့တဲ့လိမ့်နဲ့ညာတဲ့သူတငယ်ချင်းနဲ့ရှင်းမောင်းထုတ်ရင်ပိုသိနေပါရဲ့နေတဲ့နေ့ကျုံမကန်တရားကိုချိန်တွဲကဆက်မိနေကိုဘေးနောက်ချင်းနဲ့ကြတာတီးရင်ဆိုငါရသည်တဲ့နေ့အပြုံးလေးသာတီးပွင့်လို့ဘုံမပြောရတဲ့စိတ်နဲ့ငါစီးချင်းထိုးရှက်ဖို့ကောင်းပါတယ်ငါမျက်နှာငါပြက်ပြီးပြမလို့ဒီလူသားကအလားဆုံးနှလုံးသားတစ်ခုပေးခြင်းလို့ပါရွှေမေးသမီးလေးရဲ့မျက်နှာတော်မျိုးမှာဘေးအောင်ကြောက်လို့ဖွင့်မပြောရခဲ့တာရာစုနှစ်များစွာချာဒီလူသားဘဝချိုရွေးချက်အားနဲ့ချက်ပြေဝနေပါအဖြူသက်တဲ့ချစ်ကတော့တန်ပေါင်းများစွာဘဝလုံးကမရိုင်းနေတဲ့သစ္စာပါပြာဒီတစ်ချက်တည်းစေခြင်းပါမင်းလာပြေခုံထက်ကမှန်တခုမဟုတ်ဒါကြောင့်နေမဲ့ပြလဲငါပြန်ပြုံးမရမ်းမပြုလို့နိမိပါနစ်တော့အုတ်လိုင်းဆိုငါကအိုက်အုတ်လိုင်းပေါ်ကတန်ဆူချိုဘာလို့ပြောတာလဲနေနဲ့မတန်ဘူးလို့ဖြဲလိုက်တဲ့ပြက်ကတဲ့အရွာဟောင်းတွေလို့အသုံးမဝင်တော့ဘူးခံစားချက်တွေတစ်ဖက်ဆောင်းနေလို့ပလောက်တောင်းတဲ့နေလဲမစားရဘူးလက်ဖက်ကောင်းတွေကိုတွေ့တာနဲ့ကြုတ်ကိုမျက်စောင်းတွေထိုးဒါဘာဖြစ်လို့ဘာလဲအချစ်ဆုံးရမင်းကိုလက်ထပ်ဖို့မဖို့ရစုတဲ့တစ်နှစ်လုံးစားအိမ်မက်ကလက်တွေမဖြစ်တော့မှသူရေးစားရသွားတယ်ဆိုတော့မင်းကဝတ်ဦးလက်ဘာကမူလီလို့အရှိပြုံးသွားဝမ်းနဲ့ပလန်နဲ့ခါတဲ့ကစားတဲ့အဆွေတဲ့ချင်းနဲ့ဖွင့်နေရမယ်ရက်ဆက်တယ်သူရှိဘူးတဲ့ရက်ဆွဲမြမေးနေလားဒီပြက်ချခဲ့တဲ့လက်သေးစားလေးဒီလူသားကအလားဆုံးနှလုံးသားတစ်ခုပေးခြင်းလို့ပါရွှေမေးသမီးလေးရဲ့မျက်နှာတော်ညို့မှာဒီအောင်ကြောက်လို့ဖွင့်မပြောရခဲ့တာရာစုနှစ်များစွာချာဒီလူသားဘဝချိုရွေးချက်အားနဲ့ချက်ပြေဝနေပါအဖြူတက်တဲ့ချစ်ကတော့တန်ပေါင်းများစွာတဘဝလုံးကမရိုင်းတဲ့သစ္စာပါပြာဒီတစ်ချက်နဲ့ဒီစေလူသားကအလားဆုံးနှလုံးသားတစ်ခုပေးခြင်းလို့ပါရွှေမေးသမီးလေးရဲ့မျက်နှာတော်ညို့မှာဒီအောင်ကြောက်လို့ဖွင့်မပြောရခဲ့တာရာစုနှစ်များစွာချာဒီလူသားဘဝချိုရွေးချက်အားနဲ့ချက်ပြေဝနေပါအဖြူတက်တဲ့ချစ်ကတော့တန်ပေါင်းများစွာတဘဝလုံးကမရိုင်းတဲ့သစ္စာပါပြာဒီတစ်ချက်နဲ့ဒီစေခြင်းပါ